ယခုတော့မှ social media ခေတ်ရောက်လာတော့ Facebook media ကနေပြီးတော့အမြဲတမ်း post တွေတက်အစ္စလာမ်ဘာသာရေးဆိုင်ရာ post ဥပမာဘယ်လိုပြောရမလဲဆိုတော့ဆွလတ်နဲ့ပတ်သက်တဲ့ post တွေဆိုရင်နမတ်မဟုတ်ဘူးရှိလည်းမရှိဘူးပါကာဘာကျောင်းတော်လည်းမဟုတ်တော့ဘူး CMT စီဘုတ်စီလာဆောက်ချင်းကလည်းဝါဆောင်တာမဟုတ်ဘူးအစာငတ်တာဆန္ဒပြတာမဟုတ်များစွာရေးပြီးတင်လာတဲ့အခါမှာဘာတွေ့ရလဲဆိုတော့အဲ့ဒီလူတွေအားလုံးကိုပရိသတ်မြန်မာတနိုင်ငံလုံးမှာရှိတဲ့မြန်မာမွတ်စလင်ပရိသတ်တွေက9ကိုလို့တတ်မှတ်ပလိုက်ဒါ9ကိုဆလာမဒီနမတ်မဒီ9ကိုစီလည်းဆောက်ရမှာအဲ့ဒါ9ကိုတရာဘီမရှိ9ကိုအဲ့ဒါကိုကျွန်တော်ကပြောစစ်ပွဲမရှိဘူးတချို့ကပြောစစ်မဖြစ်ဘူးစစ်ဆိုတာမရှိဘူးလေအစ္စလာမ်ဘာသာနဲ့ဘာမှမဆိုင်ဘူးအဲ့ဒါဆို9ကိုကျွန်တော်ဒီနေရာနေဒီခေါင်းစဉ်ပြောပြီးအပြတ်ညင်းနေတာဘာမှမဆိုင်ဘူးလို့9ကိုလေဆူတောင်းမင်းအစ္စလာမ်ဝန်ကျောင်းတော်ကုရ်အာန်တိပညာပြန်ပွားရေးအဖွဲ့နဲ့ဘာမှမဆိုင်ဘူးကျွန်တော်တို့ဘာမှတာဝန်ခံရအကြောင်းမရှိဘူးကျွန်တော်တို့ပလီကဆိုလတ်9ချိန်ဆိုလဲသူကတူပုံမှန်ရှိတယ်တရာဘီလည်းဖတ်နေတယ်ဆွေယံဥပုသ်တီလည်းစောက်တယ်ဝါပြေပွဲတွေရှိတယ်အင်နမတ်လည်းဖတ်တယ်ဆိုတော့အပြစ်မှာအုတ်ရောကြောက်ရောဝီရောဒီဖြစ်စရာ post တွေကကျွန်တော်တို့ Islam ဆူတောင်းမြေဝစ်လာဟိုကျောင်းတော်နဲ့တာဝန်မရှိဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ပြောချင်တယ်ဒါကြောင့်မလို့ဒီခေါင်းစဉ်ကိုပြောကြခြင်းအပြင်လည်းပရိသတ်များကဘာမှမဆိုင်ဒီလိုမျိုးဟို59လမ်းကကုရ်အာန်တိပြန်ပွားရေးဖွဲ့ကဒီခွတ်ဘာစင်မြင့်မော်ကနေပြီးဟောကြားနေတာကဘာတွေလဲဆိုတာပရိသတ်ကသိရှိစေခြင်းနဲ့ယူရချက်လည်းပါတယ်နောက်တစ်ခု